အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသို့ငွေလွှဲ application GPay ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခေါက်ဗီဒီယိုမှာတော့မြန်မာနိုင်ငံမှာရှိတဲ့ငွေလွှဲခံသူအသေးစိတ်ဖြည့်ဆွတ်ပြီးတဲ့နောက်မှာငွေလွှဲပုံနည်းအဆင့်ဆင့်ကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံသို့ငွေလွှဲရန်ဥစွာပထမငွေလွှဲသင်္ကေတအားနှိပ်ပါထို့နောက်မိမိဖြည့်ဆွတ်ထားသောငွေလက်ခံသူများထဲမှမိမိငွေလွှဲလိုသောငွေလက်ခံသူ၏အမည်ကိုရွေးချယ်ပေးပါအဆင့်1ငွေလက်ခံသူ၏အမည်မှန်ကန်ခြင်းရှိမရှိစစ်ဆေးပြီးနောက်ရှေ့ဆက်ရန်ကိုနှိပ်ပါအဆင့်2ငွေပို့ရသောအကြောင်းအရာနှင့်ဝင်သောနည်းလမ်းအားစစ်ဆေးအတည်ပြုပြီးနောက်ရှေ့ဆက်ရန်ကိုနှိပ်ပါအဆင့်3 Scan and Go ၏နဘေးတွင်အမှန်ချက်ပြုလုပ်ပေးပါအဆင့်4မိမိပို့လိုသောငွေပမာဏအားဖြည့်စွက်ပါမိမိပို့ငွေနှင့်ညီမျှသောမြန်မာကျပ်ငွေပမာဏအားစစ်ဆေးပါထို့နောက်ရှေ့ဆက်ရန်ကိုနှိပ်ပါအဆင့်5ငွေလွှဲနောက်ဆုံးအဆင့်အတည်ပြုရန်ငွေလက်ခံသူ၏အမည်ဘဏ်နံပါတ်နှင့်ပို့ငွေပမာဏအားစစ်ဆေးပြီးနောက်ငွေလွှဲအားအတည်ပြုပါအဆင့်6ပေါ်လာသော QR code အားဆေး၍မိမိ၏ထိုင်းဘဏ် application မှတစ်ဆင့်ငွေပေးချေမှုကိုပြုလုပ်ပါမူလစာမျက်နှာသို့ပြန်သွားပြီးမှတ်တမ်းအားရွေးချယ်ပေးပါမိမိ၏ငွေလွှဲအားစစ်ဆေးရန်ငွေလွှဲမှတ်တမ်းထဲသို့ဝင်ရောက်ပါထို့နောက်မိမိ၏ငွေလွှဲထားသောဘဏ်စလစ်အားတင်ပြပါမိမိလွှဲထားသောငွေလွှဲရောက်ရှိမှုအခြေအနေအားဤနေရာတွင်စစ်ဆေးနိုင်ပါသည်ငွေလွှဲ complete ပြသွားပါက PDF ဖိုင်အား download ပြုလုပ်၍ငွေလွှဲဗီဇာအားရယူနိုင်ပါသည်ငွေလွှဲရာတွင်အခက်အခဲတစ်စုံတစ်ရာရှိပါကကျွန်တော်တို့၏ JPay Facebook page Messenger သို့မဟုတ် call center ဖုန်းနံပါတ်တို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်